မင်္ဂလာပါဗျကျွန်တော်နာမည်ကတော့ Kelvin လင်းပါရန်ကုန်ပါဗျကျွန်တော်ကတော့ AI မြန်မာရဲ့ Financial Service Consultant ပါအခုကျွန်တော်တို့ AI ရန်ကုန်ရုံး Junction City ပေါ့နော်22လောမှာရောက်နေတော့မှတ်တရလေးရိုက်ပြတာပါခင်ဗျာဒါကျွန်တော်အခု Junction City ရဲ့22လောကျွန်တော်ရောက်နေပါတယ်မြို့ထဲမှာပါဟိုးပဲရှေ့မှာမြင်နေရတာတော့အဲဒီမှာနေရိုက်ဟိုးကျွန်တော်ပြေးရင်ပြဒီမှာတော့ Pan Pacific Hotel ပေါ့နော်ဟိုးအောက်ဖက်မှာဆိုလို့ရှိရင် The Trinity Church ပေါ့ပူဂျိုဈေးနဲ့မျက်နှာချင်းဆိုင် Trinity Church ရှိတယ်ဟိုမှာလာတာဒါကတော့ရန်ကုန်တလကိုရီးယားချစ်ကြည်ရေးတရားပေါ့နော်ဟိုဘက်ကရန်ကုန်မြက်လှိုင်မြင့်နေဟိုးဘက်မှာ22မြောင်းရှိအဲဒီအားလုံးလည်းသဘောကျနှစ်သက်မယ်လို့ထင်ပါတယ်ခင်ဗျာ။ Okay ဒီနေ့တော့ဒီနေ့ဒီလောက်နဲ့ကျင်းတတ်ပါတော့နော်။နောက်မှတွေ့မယ်နော်။ Bye bye. Have a great day. See you.